wanted to do like a pollen inspired dress. So tell me a little bit about it. မင်္ဂလာပါအဲ့တော့ဟိုဟာဒီတက်ဆန်တူဒီဗန်ပွဲသွားဖို့အတွက်ကိုကြတော့သူကဒီဝတ်စုံလေးပေါ့နော်ဝတ်စုံ3စုံလောက်လုပ်ပေးပါဆိုတော့လေဒီ3စုံတည်းကတစ်စုံဒါတက်ဆန်ကအဝါရောင်လေးဝတ်ချင်တယ်အဝါရောင်လေးကိုမှသူကဒီလိုပြားပုံလေးတွေဒါ inspire ယူထားပြီးတော့သူဒီလိုနည်းနည်း cute ဖြစ်တာလေးသူဝတ်ချင်တယ်ဆိုတော့အဲ့ဟာလေးကိုတက်ဆန်ရဲ့စိတ်ကြိုက်ဒါသူ့ရဲ့သူပေါ့နော်သူစိတ်ကြိုက်ဒီဒီဇိုင်းလေးကိုကျွန်တော်ကပြန်ပြီးတော့ဒါအနုစိတ်ပြန်ပြီးတော့ပုံဖော်ပေးထားပါတယ်ပြီးတော့သူလိုချင်တဲ့အရာကိုလည်းအနည်းဆက်ဆုံးကျွန်တော်ပုံဖော်ပေးထားပါတယ်ဗျ This is like the pollen dress because pollen that gets stuck on bees. We have a little bee here. We have small bees here. And then here it looks like small flowers. Beautiful. I'm so happy with it. Okay တက်ဆန်ကြိုက်လို့လည်းဝမ်းသာပါတယ်ဗျ